နန်ထင်ရွာမှတစေရဲ့အပိုင်းလေးမှာတော့ထိုက်ဆွေအကြောင်းကိုပြောပြထားပါတယ်။ထိုက်ဆွေဆိုတာကြီးကိုစားသုံးလိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကပေါ်ပါပြီးဘယ်တော့မှမအိုနိုင်တော့တဲ့အပြင်နဲ့တပါလည်းဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့လူသားတွေမသိတာကထိုက်ဆွေဆိုတာကလူတွေရဲ့ပစ္စည်းပဲဖြစ်ပါတယ်။ကောင်းရင်အတွက်ကတော့ထိုက်ဆွေကအသက်ပြန်ရှင်နိုင်တဲ့ယတနာတစ်ခုပဲဖြစ်တယ်။အရင်ညကတရေပွဲတော်မှာကောင်းရင်ကရေအောက်နှစ်ပြီးတည်ဆုံသွားနိုင်တဲ့အချိန်ထိုက်ဆွေကကောင်းရင်ရဲ့အသားကိုယူပြီးပြန်ပုံသွင်းပေးခဲ့ပါတယ်။ဒါကြောင့်အခုဆိုကောင်းရင်ကထိုက်ဆွေရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ကောင်းရင်ကထိုက်ဆွေကရွေးချယ်ထားတဲ့လူတစ်ယောက်ပဲဖြစ်တယ်။တမျိုးပြောရရင်ကောင်းရင်ကထိုက်ဆွေအတွက်တက်ရှိရကောင်းပဲဖြစ်ပါတယ်။ကောင်းရင်ကလည်းကျန်းနဲ့မင်းသားရဲ့စကားတွေကြောင့်သူကြုံတွေ့ခဲ့တာတွေကအိမ်မက်တွေမဟုတ်ဘဲတကယ်အစစ်အမှန်တွေမှန်သိသွားခဲ့ပါတယ်။အဲ့နောက်ကောင်းရင်ကတရေပွဲတော်ညကဖြစ်ခဲ့တဲ့အကြောင်းတွေကိုမေးခဲ့ပါတယ်။တရေပွဲတော်ရောက်ခါနီးအချိန်လူပြည်လောကမှာကပ်ပီးတွေနဲ့ပြည်လာခဲ့ပြီးလူသားတွေဒုက္ခရောက်လာခဲ့ကြတယ်။ဒါကြောင့်ကောင်းကင်ကိုဖုံးအုပ်ပြီးလမ်းမင်းကိုချိတ်ပိတ်လိုက်တော့မှမကောင်းဆိုးဝါးတွေကိုဖယ်ရှားနိုင်ပြီးသူတို့ရဲ့တားရဲတွင်တွေကိုဖုံးထားနိုင်မှာပဲဖြစ်တယ်ကောင်းရင်တို့အခုရောက်ရှိနေတဲ့နေရာကထိုက်ဆွေကိုပူဇော်တဲ့နေရာပဲဖြစ်တယ်အဲနောက်ကောင်းရင်ကနောက်နေ့ကျောင်းမှာနာမည်စရင်ပေးရမှာဖြစ်တာကြောင့်အပြင်ထွက်ဖို့လုပ်ခဲ့ပါတယ်အဲ့အချိန်ကျန်းနဲ့မင်းသားကမင်းရဲ့ကံကြမ္မာကထိုက်ဆွေနဲ့ကိုက်ညီနေတဲ့မင်းကကောင်းကင်ကရွေးချယ်ခံထားရတဲ့လူဖြစ်တာကြောင့်ဒီကနေတစ်သက်လုံးထွက်လို့မရဘူးလို့ပြောခဲ့ပါတယ်ဒါပေမဲ့ကောင်းရင်ကကျန်းနဲ့မင်းသားပြောတာကိုလက်မခံပဲအပြင်ထွက်ဖို့လုပ်ခဲ့ပါတယ်ခဏကြာတော့ကောင်းရင်ရဲ့ခြေထောက်တစ်ခုလုံးကပုတ်ပွားလာပြီးတတိလစ်သွားခဲ့ပါတယ်တတိပြန်ရလာတဲ့အချိန်မှာတော့ထိုက်ဆွေစီကိုပြန်ရောက်နေခဲ့ပါတယ်ကောင်းရင်ရဲ့ခန္ဓာကိုယ်ကပျက်စီးသွားတာနဲ့ဒီနေရာကိုပြန်ရောက်လာလိမ့်မယ်ထိုက်ဆွေကလည်းကောင်းရင်ရဲ့ခန္ဓာကိုယ်ကိုပြန်ပြီးပုံသွင်းပေးမှာပဲဖြစ်တယ်ထိုက်ဆွေကကောင်းရင်ကိုမကာကွယ်ပေးထားရင်ပုတ်ပွားနေတဲ့အသားတုံးကြီးဖြစ်သွားမှာပဲဖြစ်ပါတယ်ဒီတော့ကောင်းရင်ကဒီနေရာမှာပဲနေထိုင်ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ကောင်းရင်ကကျန်တဲ့မင်းသားရဲ့ပြောစကားတွေကိုမယုံတဲ့အပြင်ထွက်သွားဖို့အမျိုးမျိုးကြိုးစားခဲ့ပါတယ်။ဒါပေမဲ့တနေ့လုံးအပြင်ကိုမထွက်နိုင်တဲ့အပြင်ထိုက်ဆွေနေရာကိုပဲပြန်ရောက်နေခဲ့ပါတယ်။အဲ့လိုနဲ့ကောင်းရင်ကဝမ်းနည်းနေခဲ့ပါတယ်။ကောင်းရင်ကတော့တက္ကသိုလ်ကျောင်းကိုတက်ပြီးဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းခြင်းပေမဲ့လည်းဒီအရာတွေကကောင်းရင်ရဲ့ကံကြမ္မာဖြစ်နေခဲ့ပါတယ်။ကောင်းရင်ကလည်းဒီတောက်ကံကြမ္မာကိုဂရုမစိုက်ဘူးလို့ပြောဆိုကနောက်တစ်ချိန်အပြင်ထွက်ခဲ့ပါတယ်။ကောင်းရင်ကမိုးရီထဲမှာသူ့ရဲ့အိမ်မက်တွေအတွက်သူတက်ချင်နေတဲ့တက္ကသိုလ်မှာနာမည်စရင်းပေးနိုင်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့အချိန်ကောင်းရင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတဖြည်းဖြည်းပုတ်ပွားလာခဲ့ပါတယ်။ဒီလိုကြိုးစားနေတဲ့ကောင်းရင်ကိုမြင်တော့ကျန်းနဲ့မင်းသားကရောက်လာပြီးအဆောင်တစ်ခုကပ်ပေးခဲ့ပါတယ်။ဒီအဆောင်ကြောင့်ကောင်းရင်ရဲ့ခန္ဓာကိုယ်ကပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တယ်။ဒီအဆောင်ကိုတော့ထိုက်ဆွေဝိညာဉ်စုအဆောင်လို့ခေါ်ကြတယ်ဒီအဆောင်ကကောင်းရင်ရဲ့ခန္ဓာကိုယ်ကိုမပုတ်တိုးအောင်ထိမ့်ပေးနိုင်တယ်ကျန်တဲ့မင်းသားကလည်းဒီအဆောင်ကိုယူပြီးဒီနေရာကနေထွက်သွားခိုင်းခဲ့ပါတယ်ဒီစကားကိုကြားတော့ကောင်းရင်ကကျန်တဲ့မင်းသားကိုပြဖက်ပြီးနှုတ်ဆက်စကားပြောရင်အပြင်ထွက်သွားခဲ့ပါတယ်အဲ့နောက်လမ်းမှာပျော်ပျော်ပပရှောက်လို့ရင်တက္ကသိုလ်ကျောင်းစီကိုသွားခဲ့တယ်ကျောင်းကိုရောက်တော့ကောင်းရင်ကအရေးကြီးကိစ္စရှိနေတာကြောင့်ကျောင်းကိုအချိန်ခဏရနာထားကြောင်းရှောက်လွှာတင်ခဲ့ပါတယ်ပြီးတော့ကောင်းရင်ကကျန်တဲ့မင်းသားစီကယူလာတဲ့အဆောင်တွေကိုမိတူတွေဆွဲခဲ့တယ်ဒါအပြင်ဒီနေရာကနေယထာစီပြီးထွက်ပြေးဖို့လုပ်ခဲ့ပါတယ်ယထာဘော်ကိုရောက်တော့အနားယူနေတဲ့အချိန်စံဖြူကောင်ကရောက်လာပြီးရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်ခဏကြာတော့ကောင်းရင်ရဲ့ခန္ဓာကိုယ်ထဲကထိုက်ဆွေဆွမ်းအားတွေကရုတ်တရက်ပေါ်ထွက်လာခဲ့ပါတယ်ဒါအပြင်ထိုက်ဆွေကလူတွေကိုစားတောက်ချင်နေခဲ့ပါတယ်ဒီတော့ကောင်းရင်ကလည်းထိုက်ဆွေကိုလိုက်တာစီနေပါတယ်စံဖြူကလည်းကောင်းရင်ရဲ့ကိုယ်ထဲကထိုက်ဆွေရဲ့ဆွမ်းအားတွေကိုစောင့်ကြည့်နေခဲ့တယ်အဲ့နောက်ကောင်းရင်ကအင်တာထဲတွားပြီးစွမ်းအားတွေကိုထိန်းချုပ်ဖို့ကြိုးစားနေခဲ့တယ်။အဆောင်တအူးကလည်းအင်တာထဲမှာထူးဆန်းတဲ့အတန်တွေကြားနေတာကြောင့်အကူအညီပေးဖို့တွားခဲ့တယ်။အဲ့အချိန်မှာရုတ်တရက်ထိုက်ဆွေရဲ့စွမ်းအားတွေကထွက်ပေါ်လာပြီးအဆောင်ကိုစားဖို့လုပ်နေခဲ့တယ်။ခဏကြာတော့ကျန်တဲ့မင်းသားကရောက်ရှိလာခဲ့ပြီးသူ့ရဲ့စွမ်းအားတွေနဲ့ကောင်းရင်ကိုယ်ထဲကထိုက်ဆွေစွမ်းအားတွေကိုချိတ်ပိတ်လိုက်ပါတယ်။ပြီးတော့ကောင်းရင်ကိုပြန်ခေါ်သွားခဲ့ပါတယ်။အဆောင်ကပြန်တတိယလာတဲ့အချိန်မှာတော့ထိပ်ပြောင်ကရောက်ရှိလာပြီးရုပ်ရှင်ရိုက်နေတာဖြစ်ကြောင်းရှောက်ပြောခဲ့ပါတယ်။တစ်ဖက်မှာလည်းကျန်တဲ့မင်းသားကကောင်းရင်ရဲ့ခန္ဓာကိုယ်ကပြိုကွဲပျက်စီးမဲ့အစားဘာလို့ဒီလိုတွေဖြစ်နေတာလဲလို့တွေးနေခဲ့ပါတယ်။အိမ်ရဲ့အပြင်ဘက်မှာတော့စံဖြူကကောင်းရင်တို့ကိုစောင့်ကြည့်နေရင်အပိုင်းလေးကပြီးဆုံးသွားခဲ့တယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။